German Christmas တချင်မှာ still now အဲ့တော့အင်္ဂလိပ်တွေကတော့သူတို့အင်္ဂလိပ်ချင်းလိုပဲထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နှစ်ပေါင်းများစွာခရိယာန်ကြီးဖြစ်တဲ့အင်္ဂလိပ်တွေကဆိုလို့ရှိရင်လည်း Christmas ပွဲတော်အချိန်မှာဆိုရင်ဒီချင်းကိုမျက်မျက်နှာနှာနဲ့သိဆိုကြတယ်။ပြီးတော့ဒီဒုတိယပထမကမ္ဘာစစ်ပြောမှဆိုရင်ဒါမှရဲဆက်ဆက်ကြမ်းကြမ်းကြုတ်ကြုတ်နဲ့ပြောင်းလို့ပြောင်းလို့တပ်ဖြတ်နေတဲ့စစ်မြေပြင်မှာတခြားကြတော့ဟိုဘက်ကနေပြီးတော့ဂျာမနီဘက်ကနေပြီးတော့ဒီသူတို့နားလေတဲ့စားလက်နိုင်ကိုဂျာမန်လိုဆိုလိုက်တာကိုကြားတဲ့အခါမှာသူတို့ကနေပြီးပြန်ပြီးဆိုတယ်ဒီလိုဆိုခြင်းအဖြစ်တကယ်ပဲဒီရုပ်ရှင်လေးတွေမှာပြထားတဲ့အတိုင်းပေါ့နော်ဟိုဘက်ကနေလည်းဒါစတားရီလည်းထွက်လာတယ်ဒီဘက်ကစတားရီလည်းထွက်လာပြီးတော့သူတို့တယောက်နဲ့တယောက်လက်ဆောင်လေးပေးကြတယ်ကောင်းကောင်းမွန်မွန်နေကြတယ်ဒါပေမဲ့ဒီနေ့တဲ့အခါမှာနောက်ဖြစ်ကြတော့ပြန်ပြီးဆက်ပြီးလိုက်ကြဖက်ပြပြီးကြခါစားတယ်ဒါပေမဲ့ဘယ်လိုပဲပြောပေါ့နော်တိုင်းတာလေးတစ်ခုခဏတော့အားလုံးကများနားလည်မှုရတယ်။ဘာဖြစ်လို့လဲဆိုတော့အချင်းများဆိုတာဟာတာမန်စကားတွေနဲ့ပြောလို့မရတဲ့ခံစားမှုတွေအတွေးတွေကိုရောင်းရတဲ့အနေနဲ့ထူကြတာ။တာမန်စကားနဲ့ပြောနိုင်တာလည်းတစ်ချင်းနေရရင်တစ်ချင်းကိုခံစားချက်တွေပေါ်ထုတ်ပါလို့ရှိကြတယ်။အဲ့ဒါလည်းလူသားတွေကိုမြင်တတ်ရှိပါတယ်။နောက်ပြီးတော့ပထမဦးဆုံးဆိုလိုက်တဲ့the chain up, no? The Christmas the chain, Hark the Herald Angels Sing. Any the chain down the Jama, Bill since that Taraba. Governor Sam is solution, not the child Christmas the chain to Korea Sajibari. Era Gado, Jama, England, England, it came upon a midnight clear, the glorious song of Ozra. The Gaon Chema, the Shadoma, Imtama. From angels bending near the earth to touch the harps of gold, peace on the earth, goodwill to men. Sagreya, Atma, Edichia solution, Mazum Polare, Oh Shishiruma, the Chia, Bajanes, peace on the earth, Gabaini Yabati, goodwill to men. Dudana changing Mitasit Mapawas, Kamnisigna, Pawazis, Erane Salata. Christmas get in the Taya. Stannaria below now soon jaro. You should hear Korea Paro Muji, Digga, Dadrabi, Kabayi Boma, Ninja Shibo, Ludari Jama, Sidna Midari, Wawo Drabe, Chibata. Rajba, Ga, Ku, the Wema solution, Jibaro, so our weapon, when the Upshite, do the Malanika, Jibara, Chibari, my solution, so our weapon, Yashi, Ucho Yabansana, Yashi, Yashi. Era ne patentva sasati yozuma tinzabiro tikikredo kabali ke bimi na siro ira ni chile ma chile ma ma also solai ni ma how the herald angels sing glory to the newborn king abu ate khwa sa Biyamia go Gombuale, go Chimomare, Chimombuale, so like it. Let me be a Mimas Rapale. The Critoy, the water, ya, Mimia, Belumian Lesrao, did the Chivo not Halushi, Ubiro, none of my mind. Glory to the peace on Hark the herald angels sing glory to the newborn king, peace on earth and mercy, my God and sinners reconciled. And I peace on earth. The Shibia Adrella, the Mika, Kabali and Mika, Adrella, Ninja, you get what lie, Nabiro, Tina de Awu, you get it. Peace on earth and mercy, my God and sinners reconciled. A big, you get it to it, Yaka Jari Madama, Alam Ninja, Alam Ninja, Adi Yoba. You know, Mimia, Dawinia Pali, Bimia, Palu on this solution. Tita Chilema, Nyai Papa, Christmas the Chilema. Hail the heaven-born Prince of Peace, hail the Son of Righteousness. The Gaudiani Brajala, Mindaiba, Mimia, Pali, Palule, Prince of Peace, Ninja Ye, Ninja Mindajibe. Mandia, Minjibe, Edilobe. Christmas the chili, Kana, Takalele, Maruja, Mingo Mimas, Ninja, Ninja, you, Beame,
ချစ်ခင်မြင်တာချစ်ခင်ခြင်းကျင်တာချင်းကိုယူခဲ့ပေးရမယ်လူသားတွေချင်းချင်းညာအချင်းချင်းမှာပို့ပြီးတော့ချစ်ခင်အောင်လို့လုပ်ပေးရမယ်ဆိုတာဒါဟာတကယ်ဘီရင်မင်းများရဲ့တောင်းအဲ့တော့ဒါလည်းကျမတို့ရဲ့အစိုးရပုံမှန်များဆိုတာဒီနေ့အပြင်အခုခေတ်တွေမှာဘီရင်တွေရှိတဲ့နိုင်ငံတွေတော့ရှိပါသေးတယ်ပေါ့နော်ဒါကတော့အနည်းစုပါဘီရင်စနစ်မရှိတော့တဲ့နိုင်ငံတွေမှာလည်းအစိုးရတွေဆိုတာရှိတာအစိုးရမင်းလို့ဆိုကြတာပေါ့နော်အဲ့တော့အစိုးရမင်းတွေဆိုတာဒီတိုင်းဖြစ်ရအစိုးရမင်းတွေရဲ့တာဝန်ဟာကိုယ့်ရဲ့တိုင်းပြည်အေးချမ်းမှုကိုယ့်ရဲ့လူမျိုးတွေအချင်းချင်းချစ်ခင်ကြတာဒါအတွက်ပဲအုပ်ချုပ်ဖို့ဆိုတာဟာအာဏာပြဖို့မဟုတ်ဘူးအမိပေးဖို့မဟုတ်ဘူးဖိနှိပ်ဖို့မဟုတ်ဘူးကိုယ့်အတွက်ကိုယ်လုပ်ဖို့မဟုတ်ဘူးကိုတာဝန်ယူထားတဲ့နိုင်ငံရင်းချဖို့အတွက်ကိုတာဝန်ယူထားတဲ့ပြည်သူလူထုတွေအချမ်းမှာမေတ္တာယူနာပွားဖို့အဲ့ဒါဟာကိုကျမတို့နှစ်တိုင်းခရစ်စမတ်အခါကြီးကဒီမှာရမှာကျမတို့ပြန်ပြီးတော့နှလုံးသွင်းမှုတွေပြန်ပြီးတော့တတိယဖို့ဒီကဘာကြီးရဲ့ intention ကဘာကြီးရဲ့ဘီရင်မင်းမြတ်လောကကြီးတစ်ခုလုံးရဲ့ဘီရင်မင်းမြတ်တောင်မှဒီတာဝန်တဲ့ကြီးလေးတဲ့တောင်မရှိဘူးအကြီးဆုံးတောင်ငင်းညာချင်းချစ်ခင်အဲ့ဒါကိုပဲကျမတို့နှလုံးသွင်းထားမှဆိုလို့ရှိရင်ကျမတို့နိုင်ငံတွေမကဒီကဘာလုံးအတွက်လုံလောက်အခုကဘာကြီးမှာဆိုလို့ရှိရင်ငင်းညာရေးဆိုတာလည်းပြေဝမရှိဘူးမေတ္တာဆိုတာလည်းရှိနေတော့မရှိကြဘူးဆိုတော့ပထမဆုံးပြလိုက်တဲ့ဇာလန်းတူလေးထဲမှာပေါ့နော်ဒီဟာတရက်လောက်ပဲခံလိုက်တဲ့ကိစ္စဘာဖြစ်လို့တော့ဆက်ပြီးမလုပ်နိုင်ဒီဒီနေ့မှာသူတို့အချင်းချင်းချစ်ချစ်ခင်ခင်နေနိုင်လို့ရှိရင်နောက်နေ့တွေဆက်ပြီးတော့ဘာဖြစ်လို့မနေနိုင်လဲဒီဒီနေ့မှာတော့တရားနဲ့တရားတရားနဲ့တရားလည်းဆောင်ရွက်ပြီးပြီးတော့တရားနဲ့တရားချစ်ချစ်ခင်ခင်ပြီးတော့နောက်တစ်နေ့မှာတော့တရားနဲ့တရားပြန်ပြီးတော့တတ်တာဖြတ်ကြတာဒါကျမတို့လူသားတွေမှာအများကြီးတိုးတက်ဖို့လိုသေးတယ်ဆိုတာသိပေးတာဖြစ်ပါတယ်ဒါကျမတို့ခရစ်စမတ်ချိန်ကာလမှာဆိုလို့ရှိရင်ပထမအဆုံးအနေနဲ့ကျမတို့ခရစ်စမတ်ကိုပွဲတော်ကိုကျင်းပတယ်ဆိုတာခရစ်တော်ရဲ့သုံးသင်ဆုံးမမှုတွေကိုပြန်လည်ပြီးတော့ကြည့်ရနှလုံးသွင်းမှုအဲ့ဒီအတိုင်းကျမတို့ကျင့်ကြံမှုပဲဖြစ်ပါတယ်ပြန်လည်ပြီးတော့ကြည့်ရပြီးနှလုံးသွင်းပြီးအဲ့ဒီအတိုင်းကျင့်ကြံမှုဆိုလို့ရှိရင်ဒါအချင်းကြီးပါပဲဒါမှမဟုတ်ကျမတို့အားလုံးဟာဒီဟာပြန်ပြီးတော့စဉ်းစားကြပါကျမတို့အနေနဲ့ဒီခရစ်စမတ်အချိန်ကာလမှာလူတိုင်းဆိုတော့ဖွဲ့ဝင်များနေမကဘူးနိုင်ငံမှာရှိတဲ့နိုင်ငံသားတိုင်းဟာကိုယ့်ရဲ့တာဝန်အနေနဲ့ညီကြရေးရရှိဖို့ကျမတို့အချင်းချင်းကြားမှာမေတ္တာဆင်ညာလေးပွားဖို့လုပ်ပေးကြပါလို့ကျမအနေနဲ့မေတ္တာရပ်ခံနေပါတယ်မေတ္တာရပ်ခံနေတဲ့တူတူပဲပျော်ရွှင်ချမ်းမြေ့တဲ့ခရစ်စမတ်ဖြစ်ပါစေနောက်ပြီးတော့အင်မတန်မှငြိမ်းချမ်းသာတဲ့ကျမတို့ရဲ့ပြည်သူပြည်သားများအားလုံးအတွက်လုံခြုံမှုအပြည့်အဝပေးနိုင်တဲ့နေ့တစ်ခုဖြစ်ပါစေလို့အားလုံးကိုတောင်းပန်ကြပါ